ကျွန်တော်ဒီနေ့ပြောမဲ့ဆွေးနွေးမဲ့သူကတော့ကျွန်တော်ရှေ့နေဒီတဲဖြစ်တယ်နောက်ပြီးတော့ကျွန်တော်85အကြောင်းသားခေါင်းဆောင်တယောက်လည်းဖြစ်တယ်ဥဟာရှင်ဝင်းပေါ့နော်သူနဲ့ကျွန်တော်တို့ဆွေးနွေးပါဖြစ်တယ်ဥဟာရှင်ဝင်းဆိုရင်ကျွန်တော်နဲ့ထောင်ထဲမှာအင်းစိန်ကျောင်းတော်ကြီးမှာကျွန်တော်စာအတူသင်ခဲ့ကြတဲ့ကျောင်းတော်သားကြီးတွေပေါ့ဗျာခင်မင်းရင်းနှီးမှုလည်းရှိခဲ့တဲ့ညီကိုတွေလိုပဲအဲ့တော့သူ့ရဲ့အတွေ့အကြုံကိုရှစ်လေးလုံးနေ့မှာသူ့အတွေ့အကြုံကျွန်တော်အနေနဲ့မေးမြန်းသွားမှာဖြစ်ပါတယ်။သူကဒီရေစကြိုတပိတ်မှာလည်းဥဆောင်ခဲ့တဲ့တပိတ်ခေါင်းဆောင်တယောက်လည်းဖြစ်ခဲ့တယ်ပေါ့နော်။ဆိုတော့ဥဟန်ရှင်ဝင်းရဲ့အတွေ့အကြုံကိုပြောပြပေးဖို့အခုကျွန်တော်ဥဟန်ရှင်ဝင်းနဲ့မိတ်ဆက်ပေးပါတယ်။ဥဟန်ရှင်ဝင်းအတွေ့အကြုံပြောပြပေးဖို့ကျွန်တော်လည်းပန်ချပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအခုအသက်80တန်းရောက်ပြီဆိုတော့ကျွန်တော်ရဲ့ဒါ generation ပေါ့လေနောက်မျိုးဆက်တွေမှာရင်ပြောချင်တာတွေရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အခုတပည့်တွေကိုယ်တိုင်ကဒီနေ့တော်တော်များများကျွန်တော်စကားနဲ့ပြောရရင်တော့ကြားမိဆွဲမိနေကြတယ်ဖြစ်ရောက်နေပေါ့နော်။အဲ့လိုအဖြစ်ကိုစဉ်းစားမိတိုင်းလဲငါတို့ခေတ်တုန်းကဘယ်လိုရှိခဲ့လဲအဲ့တော့သူတို့ဒီဟာတွေများမသိလို့ဒီလိုဖြစ်လေသလားဆိုတဲ့စိတ်စေတနာတစ်ချက်တုံပေါ်တယ်ပေါ့နော်အဲ့တော့အခုမိတ်ဆက်လိုက်တဲ့အခါမှာကျွန်တော်နှစ်ချက်တော်သတိထားမိပထမတစ်ချက်ကကျွန်တော်85မှာကျောင်းသားခေါင်းဆောင်လို့မိတ်ဆက်ပေးပါတယ်အဲ့ဒါကိုတော့ကျွန်တော်ညင်းပယ်ပြရပြီကျွန်တော်တို့ဒီလိုဖြစ်လာတဲ့အခါမှာကျွန်တော်ဟာကျောင်းသားခေါင်းဆောင်တယောက်အနေနဲ့ပါခဲ့သလားဆိုရင်မဟုတ်ဘူး no လို့ပဲပြောပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရေးခင်းကြီးက84နဲ့ကစဖြစ်ပါတယ်။နောက်85မှာဥဒရေးခင်းဖြစ်ပါတယ်။အဲ့ဒါတွေကိုကျွန်တော်ဖြတ်တန်းလာရတဲ့အခါမှာစေအုပ်စုရဲ့လက်နက်နဲ့ဖြည့်ရှင်းပုံတွေကမဟုတ်ဘူးဆိုတာကျွန်တော်တို့သိတယ်။နောက်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းမန္တလေးဆောင်မှာပထမနှစ်နဲ့ကြောင်းတက်ခဲ့ရတဲ့မန္တလေးဆောင်ကထွက်တဲ့အခါတိုင်းလဲကျောင်းသားသမဂ္ဂနေရာဟောင်းကြီးကိုမြင်ရတယ်လို့မန္တလေးဆောင်နိုင်ရနေမှာလဲကျွန်တော်တို့ကြည်တွေကနေပြီးတော့ဒါစစ်ဆိုးရရင်ကျောင်းသားနဲ့ဖြစ်ခဲ့တဲ့ရန်ရိုးရန်စလို့ခေါ်မလားတမိုင်းပေါ့လေကျွန်တော်တို့ကသိနေတာဖြစ်တယ်ပြီးတော့ဒုက္ခဒုက္ချင်းဟုတ်လားဓာကိုဓာချင်းဆိုတဲ့ရာဇဝင်မိန်ကောကလည်းကျွန်တော်တို့အဆင့်ဆင့်ပြောတဲ့စကားတွေကကျွန်တော်တို့ကသိထားတာဖြစ်တော့အသွေးတဲ့အသားတွေကနေပြီးတော့စစ်အာဏာရှင်စနစ်ကိုမုန်းတယ်လို့ပဲပြောရမလားပုဂ္ဂိုလ်ရေးဆန်တယ်ပြောရလို့ရှင်လဲဥနေဝင်းကိုမုန်းတယ်ပဲဆိုမလားအဲ့ဒါနှစ်ခုတော့ကျွန်တော်တို့ဖြစ်ခဲ့တယ်အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာခွန်လေးခွန်ကရေစည်းကြောင်းကြီးကလည်းတန်လာတယ်တန်လာတဲ့အခါမှာကျွန်တော်ဟာအဲ့ဒီချိန်တုန်းကခုံနံပါတ်1လည်းဖြစ်တယ်လို့တလမှာ100ရတယ်သိပ္ပံကျွန်တယောက်လည်းဖြစ်တယ်ပြီးတော့နိုင်ငံတော်ကနေပြီးတော့အထူးမြောက်စားထားတဲ့အတွက်ကြောင့် final ရောက်နေပြီကျွန်တော်ဆရာဒေါက်တာချစ်ဆွေရဆိုရင်ကျွန်တော်ကိုအလွန်အားကိုးတယ် ICL 40ဆိုတဲ့ကွန်ပျူတာကြီးရောက်လာရင်မင်းတို့နဲ့brand မယ်ဆိုပြီးတော့အဲ့ဒီလိုဆရာကောင်းတမကောင်းနဲ့လည်းကျွန်တော်ရှိနေတဲ့အချိန်မှာကျွန်တော်နိုင်ငံရေးနဲ့ကင်းနေကျင်ခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်ဆရာမောင်ထင်လားမသိပါဘူးမှားချင်မှားပါပါစားတယ်စီးတဲ့အဖြစ်လို့ပဲကျွန်တော်ကတော့ကိုစားတယ်လေးနဲ့ကိုပေါ့နော်ဟိုနိုင်ငံရေးနဲ့ဝေးအောင်နေတယ်လို့ဆိုတော်ညာလည်းပဲနောက်ပိုင်းကျတော့ဒီရေစည်းကြောင်းမှာပါသွားတဲ့အခါကျွန်တော်စားတယ်ဘောကအဖြစ်ကိုကျွန်တော်မြင်မိတယ်လို့ပဲချုပ်ပြီးပြောရရင်88အရေးခင်းကြီးဖြစ်လာတဲ့အခါမှာလည်းပဲဒီလိုပါပဲလို့ပြောရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒီချိန်မှာထောင်9နှစ်ကြာဦးတဲ့အတွေ့အကြုံရှိတဲ့အတွက်ကြောင့်ထောင်တွင်းမှာရှိတဲ့အတွေ့အကြုံတွေရကျွန်တော်တို့ဟာဒီအဖွဲ့အစည်းတွေရဲ့တလုံးနဲ့ချုပ်ပြောရင်ကြီးနိုင်ငယ်ညင်းညှဉ်းပန်းမှုတွေအဖွဲ့အစည်းကနေအကြီးကနေပြီးတော့အငယ်ကိုအနိုင်ကျင့်တဲ့အတွက်ကြောင့်အငယ်ကနေပြီးတော့ဟုတ်လားနောက်ဆုံးဖြည့်ရှင်းတဲ့အခါမှာမှန်မှန်ကန်ကန်မဖြည့်ရှင်းမနဲ့အချင်းချင်းရိုက်ပြီးဖြည့်ရှင်းတာမျိုးတွေနောက်ပြီးတော့တရေတလုံးပြဿနာနဲ့ပတ်သက်ပြီးတော့မီတင်ထိုင်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေလုပ်ခဲ့တဲ့အခါ
ဒီဟာကတစ်ဖက်လူရဲ့ဂုဏ်သိက္ခာကိုထည့်သွင်းမစင်စားခဲ့မိတာစသဖြင့်ကျွန်တော်တို့တွေအမှားတွေအများကြီးရှိခဲ့တော့ကျွန်တော်ဟာအုပ်စုနိုင်ငံရေးကိုအလွန်မတန်မှကြောက်ခဲ့ဘူးပါတယ်အဲ့ဒါကြောင့်လဲကင်းကင်းနေဦးမယ်ဆိုပြီးတော့ကျွန်တော်သမီးနှစ်ယောက်ကလည်းရှိနေတဲ့အချိန်မှာကင်းကင်းနေပါတယ်အဲ့ဒါကြောင့်ရှေ့လေးလုံးစတဲ့နေ့ပခုတ်ကူမှာဖြစ်တဲ့အခါမှာကျွန်တော်မသိကြအောင်ဆောင်းနေပါတယ်သို့တော်လည်းပဲအဲ့ဒီတော့ကနိုင်ငံရေးအစဉ်လာအရကျွန်တော်မြို့မှာကျွန်တော်ဟာကျူရှင်ဆရာတော်တယောက်လည်းဖြစ်တယ်လို့ရှေ့နေတယောက်လည်းဖြစ်နေတာကြောင့်တော်တော်များများကအောင်ကြီးစာရန်ယူလာတာအပါဝင်ပေါ့နော်ကျွန်တော်ကိုနိုင်ငံရေးအရအားလုံးကဝိုင်းဝန်းကျွန်တော်တို့ဝိုင်းရံပြီးတော့လေအဖြေရှာခိုင်းပါတယ်ဥဆောင်ခိုင်းပါတယ်ဒါပေမဲ့ကျွန်တော်ဟာအဲ့ဒီချိန်ကြီးရှောင်နေပါသေးတယ်ဒါပေမဲ့9ရက်နေ့ကိုဖြစ်လာတဲ့အခါကျတော့ကျွန်တော်ကမဖြစ်မနေចောင်းသားတွေကိုလမ်းလွှဲဖို့အတွက်ဆိုပြီးတော့ပခုတ်ကူတပိတ်စခန်းကငါတပိတ်အဖွဲ့ကိုခေါ်ခဲ့မယ်ဆိုပြီးចောင်းသားတွေလမ်းလွှဲခဲ့ဘူးပါတယ်ဘာဖြစ်လို့ចောင်းသားတွေကိုလမ်းလွှဲခဲ့တယ်လဲဆိုတော့အဲ့ဒီတုန်းကចောင်းသားတွေရဲ့ရည်ရွယ်ချက်ကသူတို့ကိုအကြမ်းဖက်မှာဆိုတာသူတို့ထည့်တွက်ထားပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းကနေရာတိုင်းမှာလည်းအကြမ်းဖက်နေတယ်ဆိုတာသူတို့ကသတင်းအရသိပြီးသားဖြစ်ပါတယ်အဲ့ဒီနေ့မှာပဲတိုက်ဆိုင်စကိုင်းမှာလည်းပဲကျွန်တော်နောင်ရုပ်ကုတင်ဝဲအကြောင်းပြုပြီးတော့ကျွန်တော်တို့လူသက်ပွဲကြီးလုပ်တဲ့နေ့ဖြစ်ပါတယ်သို့တော့အဲ့ဒီချိန်တုန်းကအကြောင်းသားတွေကအဲ့ဒါကိုမသိသေးပါဘူးမသိသေးပေမဲ့ကျွန်တော်တို့ကျူရှင်ဆရာဆိုတော့လာပြီးတော့ကိုယ့်ဆရာကိုတိုင်ပင်တဲ့သဘောနဲ့ကျွန်တော်ကတိလိုက်တဲ့အခါမှာမင်းတို့ဘယ်လိုလုပ်မှာလဲဆိုတော့အဲ့ဒီလိုအကြမ်းဖက်လာရင်အကာအကွယ်ရဖို့အတွက်သူတို့ကျောင်းကအမြင်ကတဲ့ဆရာနှစ်ယောက်ကိုပြန်ပေးဆွဲမယ်လို့ပြောပါတယ်မင်းတို့ကဆရာနှစ်ယောက်ပြန်ပေးဆွဲကြတဲ့ကမင်းတို့နိုင်ငံရေးပုံစံမဟုတ်တော့ဘူးဒါဆိုရင်ဒီလိုလုပ်ငါတို့ပခုတ်ကူကတပိတ်ကိုခေါ်ခဲ့မယ်ဆိုပြီးတော့ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်ပေါ့လေပခုတ်ကူကိုအဲ့ဒီတုန်းကတော့တော်တော်မှရှက်ပါဖြစ်တဲ့ BSA ဆိုင်ကယ်ကြီးနဲ့တဖုတ်ချက်နဲ့ပေါ့လေကျွန်တော်တို့သွားပြီးတော့တပိတ်စကန်နေနဲ့ဆက်သွယ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီမှာပျောက်ကြားတပိတ်ဖြစ်တဲ့အတွက်အခြေစိုက်တပိတ်စကန်မရှိတော့ကျွန်တော်တို့အဆက်အသွယ်လဲမလုံနိုင်တဲ့အချိန်မှာပဲကျောင်းနေအားလုံးပိတ်လိုက်ပါအဲ့ဒီတော့ကျွန်တော်တာဝန်တစ်ခုပြီးပါတယ်ဒါပေမဲ့အဲ့ဒီတာဝန်ဆိုတာကျောင်းသားတွေကိုလုံးမဲ့အလုပ်ကိုမလုပ်ပြအောင်တားတဲ့အလုပ်ပါအဲ့ဒါကြောင့်အများရဲ့အမြင်မှာဆိုရင်တော့လူငယ်တွေနဲ့ကျွန်တော်ကအဲ့ဒီချိန်တွေကဆန့်ကျင်ပြီးလုပ်ခဲ့တယ်လို့ပြောစရာအကြောင်းရှိပါတယ်အဲ့ဒါရဲ့နောက်မှာကျွန်တော်10ရက်နေ့ရောက်လာပါတယ်ရောက်လာတဲ့အခါကျတော့မြို့နယ်ကောင်စီရုံးကိုကျွန်တော်တို့အရှိမြို့သာဘုံကြီးကျောင်းကနေပြီးတော့လောက်စလုံးတွေနဲ့ပတ်တရားလို့ခေါ်တဲ့လှဲ့နေတဲ့ကားကိုဝိုင်းတမကြပါအဲ့ဒီတမတဲ့တရင်ဟာ17ရက်နေ့မနေ့4နာနဲ့တပြိုင်နက်တည်းအားလုံးလက်ဖက်ရည်ဆိုင်တွေမှာအမွှေးဆုံးတရင်အားလုံးစိတ်ဝင်စားဆုံးတရင်ဖြစ်ပြီးတော့ညကြရင်ဒိုလဲဆော်မဲဆိုတဲ့လောက်စလုံးတိုက်ပွဲကိုလုံးတော့မဲ့အလုပ်ဖြစ်နေပါတယ်အဲ့ဒီတော့ကျွန်တော်ပြန်တွေးပါတယ်ကျွန်တော်မှဒီလိုရှောင်နေလို့ရှိရင်ဒီကိစ္စဟာလောက်စလုံးတိုက်ပွဲမှားသည်နောက်ဆုံးကျွန်တော်တို့ခဲကြည်စံကိုပြန်ပြီးတော့ကျွန်တော်တို့အကြမ်းဖက်တဲ့တိုက်ပွဲရောက်တော့မယ်ဆိုတာကျွန်တော်မြင်ပါတယ်ကျွန်တော်တို့မြင်တာကအဲ့ဒီတုန်းကကျွန်တော်ကအဲ့ဒီနီးကမမှန်ဘူးလို့ယူဆပါတယ်အဲ့ဒီအချိန်မှာလဲကျွန်တော်ကရန်ကုန်နဲ့အဆက်အသွယ်လုပ်တဲ့အချိန်မှာကံအားလျော်စွာကျွန်တော်မှာဥစိန်လွင်ပြုတ်ပြီဆိုတဲ့သတင်းရပါတယ်ရတော့ကျွန်တော်ကအဲ့ဒီနေ့မှာပဲစောစောပြောသလိုဥစိန်လွင်ပြုတ်ပြီဒီနေ့ညဘာမှလုံးเสียမလိုဘူးဆိုတဲ့သဘောနဲ့ကျွန်တော်မြို့ပေါ်ကိုလှည့်ပြီးတော့ပြောပါတယ်အဲ့လိုပြောတဲ့အခါမှာမြို့နယ်ကောင်စီကနေပြီးတော့ကိုယ်တိုင်မလာဘဲနဲ့ကျွန်တော်ရက်ွက်အုပ်ချုပ်ရေးမှုကိုလာပြီးတော့အဖမ်းခိုင်းပါတယ်ရက်ွက်အုပ်ချုပ်ရေးမှုနဲ့ကျွန်တော်တို့ဟာတနည်းအားဖြင့်တနေသားတရားထဲသားတွေဖြစ်တော့ကျွန်တော်နဲ့အကြေးလဲစကားပြောပြီးတဲ့အခါမှာရက်ွက်အုပ်ချုပ်ရေးမှုကိုယ်တိုင်ကဒီနေ့စကားနဲ့ပြောရင် CDM လုတ်သွားပါတယ်ကျွန်တော်ပြောတာနည်းနည်းရှည်သွားမယ်ဆိုရင်သိခံပေးပါပြောချင်တာကအဲ့ဒီအချိန်ကြမှာစားတယ်လို့ဖြစ်နေတယ်ကျွန်တော်အဖြစ်ကိုမြင်တယ်လို့ပြောချင်တာပါနိုင်ငံရေးနဲ့ဝောင်ရှိပေါ့ဝေးရှောင်ရင်းနဲ့ကျွန်တော်ကိုယ်တိုင်စတင်ပြီးတော့ဒီလမ်းကြောင်းမှန်လို့ယူဆတဲ့အပေါ်ကိုလုတ်ခဲ့ရလိုက်တဲ့အပိုင်းဖြစ်ပါတယ်ဒါကြောင့်အဲ့ဒါဟာလည်းပဲကျွန်တော်ဥဆောင်ပြီးလုတ်ခဲ့တယ်ဆိုတာတဲ့
ကျွန်တော်သဲတပွင့်ဥဒ္ဒချက်အနေနဲ့ဒီရေစီးကြောင်းကြီးနဲ့မှာကျွန်တော်ပါခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့နှစ်ခုစလုံးကိုခြုံပြောမယ်ဆိုရင်အားလုံးဟာကျွန်တော်သဲတပွင့်ဥဒ္ဒချက်မြကိုနိုင်ရာတနိုင်ကနေပြီးတော့ပါခဲ့ခြင်းဖြစ်တယ်လို့ပြင်ဆင်ပြီးပြောပြရစီခင်ဗျာဟုတ်ကဲ့ကိုဟာရှင်ဟိုဦးဟာရှင်ကိုလို့ပြောပြတာကျေးဇူးတင်ပါတယ်အဲ့တော့ဒီတပိတ်ဟိုစာဒီဆေလွင်ကြသွားနှုတ်ထက်သွားပြီးနောက်မှာဟိုဥမောင်မောင်တက်လာပါနော်ဥမောင်မောင်တက်လာတဲ့အဲ့နောက်ပိုင်းမှာဘာတွေဆက်ဖြစ်တယ်ရေစီကျုံမှာဘာတွေဥစ္စာတွေပြုတ်ပြီးတဲ့နောက်မှာဥမောင်မောင်တက်တယ်အဲ့တော့16ရက်သမုတ်ကျွန်တော်တင်တယ်20ရက်တင်တယ်နည်းနည်းလွဲကျင်လွဲမယ်အဲ့ဒီမှာဥမောင်မောင်မိန်ကိုကျွန်တော်တို့သုံးသပ်လိုက်တယ်သုံးသပ်လိုက်တဲ့အခါသူကစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေပါတယ်ကျွန်တော်တို့ဖြစ်စေချင်တာအဲ့ဒီတုန်းကကျွေးကြော်သားနံပါတ်1ကဥစိန်လွင်နှုတ်ထွက်ပြီးကျွေးကြော်သားနံပါတ်2ကဥနေဝင်ချခဲ့တဲ့ပြည်လုံးကျွဆန္ဒခံယူပွဲကျင်းပပြုလုပ်ရေးဆိုပြီးတော့အဲ့ဒီအချက်2ချက်နဲ့ကျွန်တော်တို့စခဲ့တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီပြည်လုံးကျွဆန္ဒခံယူပွဲဆိုတဲ့အချက်2ကိုမရဘူးမရတော့ကျွန်တော်တို့အဲ့ဒီမှာပဲကျွန်တော်တို့တပိတ်ဆုံရန်ကုန်ဝိုင်းမယ်ဆိုတဲ့ကျွန်တော်တို့တပိတ်တက်ကြီးကိုပြန်ပြီးတော့ကျွန်တော်တို့အစင်သင့်ပြင်တယ်ပြင်ရင်းနဲ့ကျွန်တော်တို့တပိတ်စစ်ကြောင်းကိုဆက်ပြီးလုပ်မယ်မလုပ်ခင်22ရက်နေ့မှာအင်အားပြပွဲဆိုပြီးတော့ကျွန်တော်တို့နယ်ကလူတွေနဲ့မြို့ပေါ်ကလူတွေပေါက်ပြီးတော့အမာကန်တပိတ်တက်ကြီးကနေပြီးတော့ဥဆောင်ပြီးတော့ဆန္ဒပြပွဲလုပ်တယ်အဲ့ဒီချိန်ကစေအုပ်ချုပ်ရေးကမယုံသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဆန္ဒပြပွဲကတစုံတရာတော့အကန့်အသတ်ရှိတယ်ဒါပေမဲ့တော်တော်များများပါခဲ့ကြတယ်အဲ့ဒီလိုလုပ်နေရင်းနဲ့ကျွန်တော်တို့ရန်ကုန်ကိုခြိတက်ဖို့အလုပ်မှာ24ရက်နေ့မနေ့12နာရီလောက်မှာကျွန်တော်ရန်ကုန်ကသတင်းဝင်လာတယ်ဘာလဲဆိုတော့စစ်တပ်နဲ့ပြည်သူလူထုနဲ့ပေါင်းသွားပြီအားလုံးစစ်တပ်ကိုပန်းကုန်းနေစွတ်နေပြီဆိုတဲ့သတင်းပြီးတော့စစ်အုပ်ချုပ်ရေးဟာရုပ်ပြလိုက်ပြီအဲ့လိုရုပ်တာလဲသမရအမိန့်နဲ့မဟုတ်ဘူးစစ်တိုင်းမှုကသူ့သဘောနဲ့သူရုပ်လိုက်တာဆိုတဲ့သတင်းကိုကျွန်တော်စီဝင်လာတော့ကျွန်တော်တို့ဟာတပိတ်တက်ကိုခဏနားပြီးတော့စောင့်ကြည့်မယ်ဆိုပြီးတော့ညာသတင်းကိုစောင့်ကြည့်ပါတယ်အဲ့ဒီစောင့်ကြည့်တဲ့အချိန်မှာဒေါက်တာမောင်ပေါင်ကနေပြီးတော့ဒုတိယအကြိမ်မိန့်ခွန်းပြောပါတယ်အဲ့ဒီဒုတိယမိန့်ခွန်းမှာဆိုလို့ရှိရင်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေပါလာတယ်သူတို့ကိုယ်တိုင်အမြန်ဆုံးလွှတ်တော်ကိုခေါ်ပေးမယ်အဲ့ဒီလွှတ်တော်မှာသူတို့ဒီဆုံးဖြတ်ချက်တောင်းပေးမယ်အဲ့ဒီဆုံးဖြတ်ချက်ကပါတီစုံရရှိရေးလို့အဲ့ဒီတုန်းကဓာတ်ရိုက်မပြောသေးဘူးဖွဲ့စည်းဖို့အခြေခံဥပဒေပြင်ဖို့အတွက်ပါတီညီလာခံsorry ဆန္ဒခံယူပွဲပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပေးမယ်ဆိုတာပါလာတဲ့အခါကျွန်တော်တို့ကတကယ်တော့ဒီဟာကိုစောင့်ကြည့်သင့်တယ်လို့ယူဆတယ်အဲ့တော့ဒေါက်တာမောင်မောင်ဒီနိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုသူကရဲရဲကြီးအာမခံချက်ပေးထားတယ်ဘာကြောင့်လဲဆိုတော့သူတို့ကဒီလိုလုပ်ပေမဲ့နောက်သက်တမ်းမှာဆက်လက်ပြီးတော့အာဏာကိုကင်ဆွဲတော့မှာမဟုတ်ဘူးဆိုတဲ့အသွင်ဟာကြားပြအစိုးရအသွင်ဆောင်တယ်လို့ကျွန်တော်တို့ကမြင်တယ်အပြုသဘောဆောင်တယ်လို့ကျွန်တော်တို့ကမြင်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အမာကန်တပိတ်စခန်းဆိုတာကလည်းတကယ်တော့ပြုပြင်ရမယ့်အချက်တွေလိုနေသေးတယ်ကျွန်တော်တို့ပြင်ဆင်ရမယ့်အချက်တွေလိုနေသေးတာကြောင့်ကျွန်တော်တို့အဲ့ဒီလိုနဲ့စောင့်ကြည့်ရင်းနဲ့လာကိုတတိယအကြိမ်ပြောပါတော့ဒေါက်တာမောင်မောင်ကတခါထပ်ပြီးတော့ဒုတိယအကြိမ်ပြောတဲ့မိန့်ခွန်းကိုပဲထပ်လောက်ပြီးတော့အတည်ပြုပါတယ်အဲ့ဒီကြတော့လွတ်တော်ဘယ်ရက်ကိုခေါ်မယ်ဆိုတာလဲအတိအကျပြောပါတယ်အဲ့ဒီမှာ3လအတွင်းလဲဆိုတဲ့ time limit ကိုလည်းပေးပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကလွတ်တော်စောင့်ကြည့်ရေးဖြစ်တဲ့အချိန်အဲ့တော့နောက်ပိုင်းမှာတော့8ရက်6လ88တလမြောက်မှာတော့အားလုံးတနိုင်ငံလုံးအတိုင်းအတာနဲ့အထိတ်အမှတ်ကိုအခြေခံပြီးတော့ဆန္ဒပြပွဲလုပ်ပါတယ်အဲ့ဒီဆန္ဒပြပွဲကတော့စေအုပ်ချုပ်ရလဲ24ရက်နေ့ရုပ်ပြီးပြီဖြစ်တာတကြောင်ရန်ကုန်မှာလဲအဖွဲ့အစည်းတွေအားလုံးကကျောင်းသားမှာဆိုရင်လည်းဘဂတကွဲတယ်လို့ကွဲနေပြီဖြစ်တဲ့တဘာဝအတိုင်းပဲကျွန်တော်တို့ရေစုမှာလဲတက်မက်ကအစုံအဖွဲ့အစုံအကုန်မြိုင်ဆိုင်ကြီးနဲ့အင်းပြေအားပြေပေါ်လာပြီးတော့လမ်းကြောင်းကြီးနှစ်ခုကွဲသွားပါတယ်အဲ့ဒီလမ်းကြောင်းကြီးနှစ်ခုကတော့
ကျွန်တော်တို့ကလွတ်တော်ကိုစောင့်ကြည့်ဖြစ်ပေမဲ့နောက်အစုတစုကတော့လွတ်တော်မကျင်းပနိုင်ရေးလွတ်တော်ကိုအကြက်ကိုင်ရေးတနည်းအားဖြင့်လွတ်တော်ကိုယ်စားလှယ်တွေလွတ်တော်မတက်နိုင်ရေးဆိုတဲ့လမ်းကြောင်းဖြစ်ပါတယ်အဲ့ဒီလိုတိတိကျကျလမ်းကြောင်းနှစ်ခုနဲ့ကျွန်တော်တို့ရေစကြိုမှာအချင်းချင်းပဋိပက္ခမဖြစ်ဘဲနဲ့ကြော်ဖြတ်နိုင်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ် အဲ့တော့ဒီ debate နဲ့ပတ်သက်လို့ဒီရေစီယိုမှာအကွဲပြဲတွေရှိခဲ့လားနောက်ပြီးတော့ဘယ်လိုသင်ခန်းစာရခဲ့လဲ ဟုတ်ကဲ့ရခဲ့ပါတယ်အများကြီးပဲဟိုအယူဆတွေအကွဲအပြဲတွေအများကြီးရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်ကတော့အဲ့ဒီတုန်းကကျွန်တော်တို့တောင်းဆိုထားတာကဒီမိုကရေစီရှင်သန်ကြည်ထွားရေးဖြစ်ပါတယ်တလုံးနဲ့ချုပ်ပြောရလို့ရှိရင်မတူတဲ့အယူဆတွေအလုံးကျွန်တော်တို့ပွင့်လန်းစေဖြစ်ပါတယ်အဲ့ဒါကဘာကိုဆိုလဲဆိုတော့နိုင်ငံတော်ကိုကျွန်တော်တို့တိဆောက်ကြမယ်ဆိုတဲ့အခါမှာအနာဂတ်မှာဘာလုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်စိတ်ကူးတွေမတူနိုင်ပါဘူးအဲ့ဒီမတူနိုင်တဲ့စိတ်ကူးတွေအားလုံးကျွန်တော်တို့စုံလင်းပေါ့မြိုင်ဆိုင်ပေါ့လေပေါ်ထွက်လာဖို့လိုတယ်တနည်းအားဖြင့်ကျွန်တော်ဟာတစ်ချိန်လုံးကလက်ဝဲများရဲ့သင်ကြားမှုအတိုင်းပဲဒါဟာပန်းပေါင်းတရားဖွင့်လာတဲ့ပန်းကင်းကြီးဖြစ်တယ်ဆိုတဲ့အမြင်နဲ့ကျွန်တော်ကအဲ့ဒီတုန်းကအားလုံးကိုကြိုဆိုပါတယ်ဒါပေမဲ့အဲ့ဒီလိုကြိုဆိုနေချိန်မှာပဲပထမဆုံးဖြစ်တဲ့ပြဿနာကကျွန်တော်တို့ဟာအတိုက်ခံပါတီတရားအနေနဲ့နောက်တစ်ချိန်မှာတံမိုးထားရမယ်မဆလပါတီရှိတဲ့ရုံဝိုင်းကဆိုင်းဘုတ်ဖြုတ်ပြီးတော့ဒီရုံဝိုင်းကိုသိမ်းဖို့လှုပ်ရှားမှုလုပ်ပါတယ်အဲ့ဒါကပခုတ်ကူကလာပြီးတော့လုပ်တာဖြစ်ပါတယ်ပခုတ်ကူမှာဆိုရင်ကျွန်တော်တကယ်ရင်ကိုယ်တိုင်ပါတီယူနစ်ရုံးထဲကိုသိမ်းပြီးတော့သူကိုယ်တိုင်အမာခံတက်ဆိုပြီးတော့အဲ့ဒီရုံးထဲမှာနေရာယူထားတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရေစကြိုကဒါဒီတစ်ချိန်မှာအတိုက်ခံပါတီတရားအနေနဲ့လေးစားရမယ်ဆိုပြီးတော့ကျွန်တော်တို့ကကာကွယ်ထားပါတယ်အဲ့တော့ကျွန်တော်တို့ကကာကွယ်ထားတာကိုသူတို့ကရေကားပေါ်မှာပါတဲ့လူတစုနဲ့ကျွန်တော်တို့ကိုအင်အားသုံးပြီးတော့စိုက်ဖို့ဖြုတ်ဖို့လုပ်တဲ့အခါမှာတစ်ဖက်ကအင်အားသုံးလာတော့ကျွန်တော်တို့ဒီမဖြစ်မနေအင်အားသုံးမှဖြစ်မယ်ဆိုတဲ့အင်အားကိုဘာနဲ့ထိမ့်မလဲဆိုတဲ့အင်အားနဲ့ထိမ့်မယ်ဆိုတဲ့သဘောတရားစပြီးကျွန်တော်တို့ရခဲ့ပါတယ်ဒါသင်ခန်းစာနံပါတ်1ပါအဲ့ဒီမှာတော့ကျွန်တော်တို့ကဘာပဲပြောပင်မတပိတ်တက်ဆိုတာအရင်တုန်းကရန်ကုန်ကိုဝိုင်းဖို့ရည်ရွယ်ချက်နဲ့စုထားတဲ့ဥစ္စာဟာထပ်ပြီးပြည့်စုံအောင်ပြောမယ်ဆိုရင်ကျွန်တော်တို့9ရက်ကျွန်တော်တို့6လပေါ့အဲ့ဒီမှာမုံရွာမြို့ကိုတက်ကနေစပြီးဝင်ပါတယ်အထက်ကအကြောင်းမှာတပိတ်ကဝင်ပြီးတက်ဆွဲပါတယ်မုံရွာကိုတက်ဆွဲတာနဲ့ပတ်သက်ပြီးတော့ငါတို့မြို့မှာလည်းစစ်တပ်ကနေရာယူလာနိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့မူလကတပိတ်တက်ခရီးရှည်ချီတဲ့မဲ့ပင်မလုံခြုံရေးတက်ဖြစ်နေပြောင်းပြလိုက်ပါတယ်ပင်မလုံခြုံရေးဆိုတာမြို့ရဲ့လုံခြုံရေးအတွက်ကျွန်တော်တို့လိုအပ်တယ်ဆိုပြီးတော့ပြောင်းသွားတာဖြစ်ပါတယ်အဲ့ဒါကလည်းကျွန်တော်တို့တပြိုင်နက်တည်းပေါ်လာတဲ့မြို့မိမြို့ဖအဖွဲ့ရဲ့အာဘော်ဖြစ်ပါတယ်မြို့မိမြို့ဖမှာကျွန်တော်တို့ဝန်ထမ်းများသမက်ကတစ်ခုဖြစ်တဲ့ပညာရေးသမက်ကနေဥဆောင်ပြီးတော့ပေါ်တာဖြစ်ပါတယ်ပညာရေးသမက်ကမှာပါတဲ့ဆရာကြီးဦးဉဏ်ကြီးကရန်ကုန်မှာဒီလိုဖြစ်နေပြီဆိုပြီးတော့သတင်းစာတစ်စောင်ကိုကိုင်းပြီးတော့အစည်းအဝေးခေါ်ပါတယ်အဲ့ဒီသတင်းစာမှာတော့ရန်ကုန်မှာအချင်းချင်းပေါ့နော်ကျွန်တော်တို့အိမ်ဖြတ်တာတွေကိုတော်ဖောက်တာတွေလူရဲမှုတွေဖြစ်နေပြီသူကိုယ်တိုင်တွေးခဲ့ရပြီဒါကြောင့်တို့ယေရှုမှာအုပ်ချုပ်ရေးအတွက်အစင်းသင်းဖြစ်ဖို့မြို့မိမြို့ဖလုပ်ဖို့လိုပြီဆိုပြီးတော့စော်ဩတာဖြစ်ပါတယ်အဲ့လိုစော်ဩတဲ့အခါမှာအမှန်တိုင်းပြောရရင်ဒီဟာဒီကျွန်တော်တို့အရင်အင်အားစုတွေကစင်မြိုင်လုပ်တယ်ဆိုပြီးတော့အားမပေးပါဘူးသို့တော့ကျွန်တော်ကအဲ့ဒီစီဝဲကိုတက်တဲ့အခါမှာသဘောပေါက်ပြီးတဲ့နောက်ကျွန်တော်ဖြစ်ချင်တဲ့ပြည်သူစစ်မဟာဗျူဟာစီမံကိန်းဟာဒီမြို့မိမြို့ဖနဲ့လည်းတွဲလို့လုပ်ရမယ်ကျွန်တော်တို့မှာအမာခံဖွဲ့ထားတဲ့တပိတ်စုံရန်ကုန်ဝိုင်းမဲ့အမာခံတက်ပေါ့လေကျွန်တော်တို့အဲ့ဒီတော့ခေါ်ရပင်မလုံခြုံရေးတက်လို့လည်းခေါ်ပါတယ်အဲ့ဒီတပိတ်တက်နဲ့လည်းပေါင်းရမယ်ဆိုတာယူဆတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီနယ်ကတကယ်လို့မုံရွာကဲ့သို့တက်
ရေစကြိုမြို့ကိုဝင်လာရင်ဘသူကဘယ်နေရာမှာယူမယ်မြို့မိမြို့ဖတွေကဘယ်နေရာမှာယူမယ်ကျောင်းသားတွေကဘယ်လိုနေရာမှာယူမယ်ဆိုတဲ့စီမံကိန်းကိုရေးဆွဲပြီးတော့ပြည်သူ့စစ်မဟာဗျူဟာစီမံကိန်းဆိုပြီးတော့ကျွန်တော်လုပ်ခဲ့တာဖြစ်ပါတယ်အဲ့ဒါအရကျွန်တော်တို့တွေအားလုံးကဘာကိုသွားတယ်လဲဆိုတော့လွတ်တော်စောင့်ကြည့်ရေးဆိုတဲ့သဘောထားကိုသွားပါတယ်သို့တော်လည်းအဲ့ဒီလိုပါတီယူနစ်ကိုဖျက်ပြီးတဲ့နောက်မှာလွတ်တော်ကိုအကြက်တဲဖြစ်အောင်လုပ်မယ်လွတ်တော်ကိုပါတီညီလာခံရောလွတ်တော်ကိုယ်စားလှယ်ရောကျွန်တော်တို့တက်မရအောင်လွတ်တော်ကိုယ်စားလှယ်တွေကိုပြအားပေးမယ်ဆိုပြီးတော့လွတ်တော်ကိုယ်စားလှယ်အိမ်ရှိမှာအပြိုင်ပေါ့နော်အဖွဲ့အစည်းတစ်ခုကနေပြီးတော့ဒီနေ့ထုံးစံအတိုင်းဆိုလို့ရှိရင်တော့ဆဲကြဆိုကြပြအားတွေပေးကြတယ်ပေါ့နော်အဲ့ဒီလိုဖြစ်တဲ့အခါမှာကျွန်တော်တို့လည်းစိတ်မသက်မသာနဲ့တော့စောင့်ကြည့်နေပါတယ်ဒါပေမဲ့အကယ်၍အင်အားသုံးပြီးတော့အိမ်ကိုဖျက်မယ်မီးရှို့မယ်ဆိုရင်တော့ကျွန်တော်တို့ကာကွယ်ဖို့ဆိုပြီးတော့ပင်မလုံခြုံရေးတပ်ကအဆင်သင့်ရှိနေပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရေလေကျွန်းဒေသကရေကြီးနေတဲ့အချိန်ဆိုတော့လောင်းလေများနဲ့လာရောက်ပြီးတော့အဲ့ဒီပါတီယူနစ်ဥက္ကဋ္ဌအိမ်ကိုဖျက်မယ်ဆိုတဲ့လှုပ်ရှားမှုလာတဲ့အခါမှာလည်းကျွန်တော်တို့မှာအသင့်ရှိထားတဲ့ဒီပင်မလုံခြုံရေးတပ်အင်အားနဲ့ပဲဝိုင်းရံပြီးတော့ကျွန်တော်တို့ကာနိုင်ခဲ့ပါတယ်ဝိုင်းရံနေဆိုတော့တနည်းအားဖြင့်ပြောရင်ဒီနေ့စကားနဲ့မြင်သာပြောရင် quarantine လုပ်ပလိုက်တာပါသူတို့ကိုဟုတ်လား10အယောက်ရှိတယ်ကျွန်တော်တို့အယောက်20နဲ့ကျွန်တော်တို့ဝိုင်းပြလိုက်တဲ့သဘောပါပဲအဲ့တော့အဲ့ဒီလိုကျွန်တော်တို့လုပ်ခဲ့တဲ့အတွေ့အကြုံကနေကျွန်တော်ဘာသင်ခန်းစာရတယ်လဲလို့မေးရလို့ရှိရင်တော့ကျွန်တော်တို့ဒီမဖြစ်မနေတစ်ချိန်မှာတော့ကျွန်တော်တို့လက်နဲ့ကင်ကောင်းကန်ရလိမ့်မယ်ဆိုတော့အယူဆနဲ့ပြောရတော့လက်နက်ကင်တော်လာရေးအတွက်ပြင်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်သင်ခန်းစာအနေနဲ့ကတော့တခါတလေကြလို့ရှိရင်လေကျွန်တော်တို့လက်နဲ့ကိုင်းလာတဲ့သူကိုလက်နဲ့ပြန်ပြီးတော့ခုခံတာပဲဖော်မလာအန်တုတာပဲဖော်မလာအဲ့ဒါဟာမမှားဘူးဆိုတဲ့သင်ခန်းစာတစ်ခုရခဲ့ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးအောင်ရှင်တော့အခြားဖြစ်စွပြောချင်တာဗာများရှိပါပြီလဲဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖြစ်စွပြီးပြောချင်တာကတော့ကျွန်တော်တို့ဒီနေ့38နှစ်ကြာလာပြီပေါ့နော်ကြာလာတဲ့အခါကျတော့ကျွန်တော်တို့ဘာကိုသွားတတိထားမိလဲဆိုတော့ကျွန်တော်ဒီစောစောကပြောသလိုပဲစားတယ်ဖြစ်တယ်အဲ့လိုပဲဒီနေ့ကျွန်တော်ရဲ့မျိုးဆက်များဖြစ်တဲ့ကျင်စီများလဲစားတယ်ပမာဖြစ်နေတယ်စားတယ်ဆိုတာတကယ်တော့ကိုစားတယ်ပုံမှာကိုအာနာပိုင်ဆိုးတယ်လို့ထင်ပေမဲ့ဘလောက်ပဲကျွန်တော်တို့လော်ခတ်ရေစည်းကြောင်းကိုမဆန်နိုင်ဘူးဆိုတဲ့သဘောတရားကိုကျွန်တော်သွားတွေ့တယ်အဲ့ဒီတော့ကျွန်တော်ကိုယ်တိုင်လဲစောစောကပြောသလိုလက်နက်ကင်ဒေါ်လန်ဖို့ဆိုပြီးတော့ကျွန်တော်38ဦးသောကျွန်တော်ရဲ့ပင်မလုံခြုံရေးတက်နဲ့ကျွန်တော်3တိုင်းနေစကင်းလို့တဲ့နေရာမှာကျွန်တော်ခိုးလို့ခဲ့ဘူးပါတယ်ဒါပေမဲ့ရေစည်းကြောင်းဟာအဲ့ဒီတော့ကသုံးသပ်ကြည့်လိုက်တဲ့အခါအားလုံးဟာပါတီတွေအပြိုင်ထောင်ရပြီးတော့အရက်ဖက်နိုင်ငံရေးကိုပဲစိတ်တန်သွားတဲ့ရာသီဥတုရှိတာကြောင့်ကျွန်တော်ဒီကိုယ်တိုင်တာဝန်ခံရမယ်ဆိုတော့စိတ်နဲ့အတူတူပဲကျွန်တော်ပင်မလုံခြုံရေးတပ်ကိုအဓိကလေ့ကျင့်ပေးနေတဲ့ဒီတော့အနော်ရထားလေ့ကျင့်ရေးစခန်းကရန်သူတက်ကလို့လည်းပြောလို့ရပါတက်ကြကြီးဆရာကြီးဝင်းနဲ့အတူကျွန်တော်တို့တပိတ်ခေါင်းဆောင်2ယောက်နောက်တပိတ်ရဲ့နာယကဆရာတော်အမျိုးသမီးခေါင်းဆောင်များဟာဝင်တွေ့ပြီးတော့နိုင်ငံရေးအရာဖြည့်ရှင်းခဲ့ပါတယ်ဝင်တွေ့တယ်ဆိုတာမှာအဲ့ဒီချိန်တော့ကျွန်တော်တို့ကိုညတိုင်းတောနှင်းပြီးရှာနေတဲ့အချိန်ဖြစ်ပါတယ်သူတို့ရှာလို့မတွေ့ဘဲနဲ့ကျွန်တော်တို့ဝုန်းနဲ့သူတို့မျက်မှောက်ရောက်လာတဲ့အခါမှာသူတို့မှပြောစရာစကားမရှိတဲ့အချိန်မှာအလစ်အငိုက်မှာပဲကျွန်တော်တို့ပြောချင်တာတွေကိုပြောပြီးတော့ကျွန်တော်တို့ဖြစ်ချင်တာတွေကိုပြောပြလိုက်ပါတယ်ပြောပြလိုက်တဲ့အခါမှာသူကလည်းအဆုံးဖြတ်မပေးနိုင်တော့ဆုံးဖြတ်နိုင်တဲ့သူစီကဆုံးဖြတ်ပြီးတဲ့နောက်မှာကျွန်တော်တို့အားလုံးဟာအခုလိုပဲလွတ်လပ်နဲ့အရက်ဖက်နိုင်ငံရေးလမ်းကြောင်းပေါ်ကိုရောက်လာတယ်လို့ပြောရမှာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီတော့ကကျွန်တော်ဆုံးဖြတ်လိုက်တာဟာ
ဘာကိုကြည့်ပြီးဆုံးဖြတ်လဲဆိုတော့ရေစည်းကြောင်းကိုကျွန်တော်ကြည့်ပါတယ်ရေစည်းကြောင်းဆိုတာဟာတနည်းအားဖြင့်ပြောရင်စားတယ်ပေါ်မှာမကြည့်ဘဲနဲ့စားတယ်ရဲ့အပြင်ကစီးနေတဲ့ရေစည်းကြောင်းကိုကြည့်ရတဲ့အဖြစ်ကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့လဲကျွန်တော်ရဲ့တပည့်တွေအခုကြားမီးဆွဲမိတဲ့အဖြစ်ရောက်ပါတယ်ဒီစကားအားဖြင့်ကျွန်တော်ရဲ့တပည့်တွေကြားစေချင်တာကကျွန်တော်ဒီတုန်းကတော့အဲ့ဒီလိုဆုံးဖြတ်ခဲ့တယ်အဲ့တော့အခုလည်းပဲဒီကနေပြီးတော့သင်ခန်းစာယူမယ်ဆိုရင်တော့မိမိရဲ့စားတယ်တဲမှာပဲမိမိကြည့်နေမလားဒါမှမဟုတ်ရေစည်းကြောင်းဆိုတဲ့ပထဝီနိုင်ငံရေးပဲပြောအရှိတောင်အာရှနိုင်ငံရေးလိုပဲပြောအားလုံးကိုခြုံပြီးကြည့်နိုင်မလားကြည့်နိုင်ကြပါစေလို့ပဲဖြည့်ဆွက်ပြီးကျွန်တော်မှာကြားချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဦးဟာကျွန်တော်အခုလိုဆွေးနွေးတင်ပြပေးရတဲ့အများကြီးကျေးဇူးတင်ပါတယ်နောက်ပိုင်းလည်းဒီလိုကိုယ့်အမြင်လေးတွေပြောချင်တာရှိလို့ရှိရင်ကျွန်တော်တို့ဆက်သွယ်ပြီးတော့မေးမြန်းပါအောင်မယ် ဟုတ်ကဲ့ပြောချင်ပါတယ်ခင်ဗျာ